Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ဒီလို့ရှိရင်တွေးလုံနေကိုပြပြမှာဖြစ်ပါတယ်ပြီးတော့မိုးရနေနဲ့ကလော့တွေဖြောင်းနေကိုပြပြမှာရှိပါတယ် channel လေးကိုကြားလို့ရှိရင်တော့ like and subscribe လေးလုပ်ဖို့ပြောချင်ပါတယ်ရှင်အဲ့တော့ဆက်လိုက်ရအောင်အရင်ဆုံးကလော့တွေဖြောင်းနေကိုပြပြမှာရှိပါတယ်အရင်ဆုံးဒီလေးကိုဝင်လိုက်ပါမယ်ပြီးလို့ရှိရင်တော့ဒီဥစ္စာလေးကိုဝင်လိုက်ပါမယ်ပြီးလို့ရှိရင်တော့အောက်ဆွဲလိုက်ပါမယ်ပြီးလို့ရှိရင်တော့ဒီဥစ္စာလေးကိုအမှတ်ချလိုက်ရပါပြီဒါဆိုလို့ရှိရင်တော့ဘေးနာခလုတ်တွေပြောက်သွားပါလိမ့်မယ်ပြီးရင်ဒီနားလေးကိုပြန်ဝင်လိုက်ပေါ့နော်ပြီးလို့ရှိရင်ဒီနားလေးကိုပြန်ဝင်လိုက်ပါအဲ့တော့ဒီဥစ္စာလေးကိုပြန်ဖွင့်လိုက်ပြန်ပိတ်လိုက်ပါဒါဆိုလို့ရှိရင်တော့ဘေးနာခလုတ်တွေကပေါ်လာပါလိမ့်မယ်မိုးရနေလေတခါလေးပြော့ပြပြီပဲပေါ့နော်အဲ့ဒီနေရာတော့လွယ်ပါတယ်တော့စတင်နဲ့ဝင်လိုက်ပါမယ်ပြီးလို့ရှိရင်ဒီဥစ္စာလေးကိုနှက်လိုက်ပါပေါ့နော်ဝိုင်းပြရတဲ့ဟာလေးပါပြီးလို့ရှိရင်တော့ဒီဥစ္စာကကျတော့မိုးနည်းနည်းလေးပဲရွာတာပြီးလို့ရှိရင်ဒီဥစ္စာတွေကကျတော့မိုးအကျန်းပန်းရွာတာပေါ့နော်ဒါလေးဆိုရင်တော့မိုးရွာရတယ်ပေါ့နော်မိုးနည်းနည်းလေးပေါ့ဒါလေးဆိုမိုးအုပ်တဲဆိုရွာရတယ်ပေါ့နော်မိုးကြိုးတွေပါဖြစ်နေပါတယ်နောက်တစ်ခုကတော့တည်လို့ရှိရင်တော့တွေးလုပ်တဲ့ပုံစံလေးမျိုးပြဖြစ်ပါတယ်အရင်ဆုံးစတင်နဲ့ဝင်လိုက်ပါမယ်ပြီးလို့ရှိရင်ဒီဥစ္စာလေးကိုနှိပ်လိုက်ပါပြီးလို့ရှိရင်တော့ဒီဥစ္စာလေးကိုအနောက်ကိုဆွဲပြလိုက်ပါပြီးလို့ရှိရင်ဒီဥစ္စာလေးဝင်ပြီးလိုက်ပါပြီးလို့ရှိရင်အောက်ကိုဆွဲပေါ့နော်ပြီးလို့ရှိရင်တော့အောက်ကိုဆွဲတော့လိုက်ပါပြီးလို့ရှိရင်ဒီဥစ္စာလေးကိုနှိပ်ပြလိုက်ပါပြီးရင်ဒီတစ်ပင်လေးပေါ့နော်ပြီးလို့ရှိရင်တော့ဒီဥစ္စာလေးနဲ့ပုတ်ပေးလိုက်ပါပြီးလို့ရှိရင်ဒါလေးကိုတိတ်လိုက်ပါပြီးလို့ရှိရင်ဒီမှာသွေးအောင်စုလိုက်ပါဒါဆိုတည်တဲ့ပုံစံလေးလုပ်လို့ရပါတယ်ဒါဆိုလို့ရှိရင်တော့ကိုကတော့တည်တော့ပါပြီအဲ့တော့ Sakura channel လေးတွေကိုကြားလို့ရှိရင်တော့ like and subscribe လုပ်ပြချင်ပါတယ်ရှင်အားလုံးပဲ bye bye